နောက်တစ်ခုအနေနဲ့ရောHoney အနေနဲ့ဒီအလုပ်တွေလုပ်တယ်ဒီအလုပ်ပေါ်မှာ Honey ပြန်သတ်မှတ်ထားတဲ့ golden rules ပေါ့နော်ကိုယ်တိုင်ချမှတ်ထားတဲ့စီမင်းစည်းကမ်းလေးတွေရှိလား golden rules ဆိုတော့စဉ်းစားရအောင်နည်းနည်းကြက်သွားပါတော့Honey အနေနဲ့ကတော့ main career ကတော့content creation တွေလုပ်တယ် producer အနေနဲ့ video content တွေ video production တွေမှာproduce လုပ်ပြီးတော့ဥဆောင်နေပေါ့နော်အခုနောက်ပိုင်းမှာလည်းဒီ film making နဲ့ပတ်သက်ပြီးတော့လေ့လာနေတယ်အဲ့တော့ basically က camera တွေနဲ့လုပ်ရတဲ့လုပ်တစ်ခုဖြစ်တယ်အဲ့တော့အဲ့လိုလုပ်တဲ့အခါမှာကိုချမှတ်ထားတဲ့စီကံတွေရှိရပေါ့နော်ပထမဆုံးအနေနဲ့တော့ content creation လုပ်တာပဲဖြစ်ဖြစ် video ရိုက်တာပဲဖြစ်ဖြစ် Honey အချက်၅ချက်ပေါ့နော်အဲ့ဟာကိုပဲ Honey ဆိုပြီးတော့မှတ်ထားတယ်ပေါ့ H ကကြတော့ human ပေါ့နော်လူသားဆန်ရမယ်ပေါ့ Honey ထုတ်တဲ့ content တွေကလူသားဆန်ရမယ်ရိုးလေးပဲပေါ့နော်Honey တွေးတဲ့အတွေးအမြင်တွေအယူအဆတွေsharing လုပ်တဲ့ knowledge တွေကလူတွေကို impact ဖြစ်ရမယ်ဆိုတဲ့အရာမျိုးနဲ့လူသားဆန်ရမယ်ဆိုတဲ့စကားလုံးနဲ့ပဲHoney စကားလုံးတွေကိုရွေးချယ်ပြီးသုံးဖြစ်တယ်ရိုးရှင်းလေးပဲပြီးတော့ကကြတော့ originality ပေါ့Honey ရဲ့အတွေးအမြင်တွေဟုတ်တယ်Honey ကဘာမှတော့မဟုတ်ဘူးလူမိန်းကလေးတယောက်ပဲရိုးတာမှန်လူသားတယောက်ပဲဒါပေမဲ့ Honey ရဲ့ဖြတ်တန်းလာရတဲ့ experience တွေဖြတ်တန်းခဲ့ရတဲ့ဒီအကြောင်းအရာတွေက it matters ပေါ့နော်လူသားတယောက်ပဲဒါပေမဲ့လူအယောက်100အယောက်1000နဲ့ impact ဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်နိုင်တယ်လို့Honey ယုံကြည်ရဲအဲ့တော့ကိုအမြဲတမ်းကိုယ့်ရဲ့ originality ကိုအမြဲတမ်းစုပ်ကိုင်ထားတယ်အဲ့ဒါကြောင့်မလို့Honey ပြောတဲ့စကားတွေမှာလည်းကိုယုံကြည်ရဲ့အကြောင်းအရာတွေကိုလုံးဝ stand လုပ်ပြီးတော့ပြောပြတယ်ပေါ့နော်ပြီးတော့ and ကကြ narratives ပေါ့Honey တို့ပြောချင်တာတွေရောအများကြီးပဲ idea တွေလည်းအများကြီးပဲဒါပေမဲ့အဲ့ဒါမှာ narrative ဆိုတဲ့ storytelling တခုမပါဘူးဆိုလို့ရှိရင်ဒီရဲ့ content ကြီးကအလုပ်ဖြစ်မှာမဟုတ်ဘူးအဲ့တော့အခုချိန်နေအတိုင်းတာဒီHoney content တွေဆက်ပြီးတော့ဖန်တီးနိုင်တယ်ဆိုတာလေ storytelling တခုကိုအများကြီးလက်ကင်ထားလို့Honey ထုတ်တဲ့ content ကနေ story တခုပြောနေရမယ်လူတွေထိတ်ကိုယူနိုင်တဲ့အကြောင်းအရာဖြစ်ရမယ်ဆိုတဲ့ဟာမျိုးကိုHoney လက်ကင်ထားတယ်နောက်တစ်ခုက E ပေါ့နော် E ကကျတော့ execution ပေါ့ execution မှာHoney တို့ video ရိုက်ပြီဆိုလို့ရှိရင်တက်ရက်နေရမယ်တိကျနေရမယ်excellent ဖြစ်တဲ့အရာတစ်ခုပေါ့နော်perfect ဖြစ်ခြင်းတဲ့စိတ်ကတော့အများများခဲ့တယ်ဒါပေမဲ့ perfect မဖြစ်ရင်တောင်မှဒီHoney လုပ်တဲ့အလုပ်တွေမှာကောင်းမွန်စွာနဲ့ပြီးဆုံးအောင်ဖြစ်သွားရမယ်ဆိုတဲ့အရာလေးကိုတော့လက်ကင်ထားတယ်အဲ့တော့ဒီ video content တွေဖန်တီးတဲ့အခါမှာလည်းအစအရာတေချာလုပ်ဖြစ်တယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ vision ပေါ့နော်ဒီကိုယ့်ရဲ့ youth ပေါ့Honey ရဲ့ဒီစိတ်ထဲမှာရှိရဲ့ဘာဖြစ်လို့Honey ဒီ content creation တွေလုပ်နေရလဲဘာဖြစ်လို့ story တွေလုပ်နေရလဲဆိုတော့ကိုယ့်ရဲ့စိတ်ကူးထားတဲ့ vision တစ်ခုကိုHoney ချပြဖြစ်တယ်ဆိုတော့ဒီဟာကိုHoney အများအားတွေးပြီးလုပ်တဲ့အခါမှာ content တွေဖန်တီးတဲ့အခါမှာဖြစ်ဖြစ်ဒီ video ရိုက်တဲ့အခါမှာဖြစ်ဖြစ်ဒီအချက်၅ချက်ပေါ်လုပ်တဲ့အခါမှာပျောက်ဆုံးမနေတော့ဘူးပေါ့နော်ငါဘာဖြစ်လို့content တွေဖန်တီးနေရလဲငါဘာဖြစ်လို့ဒါတွေလုပ်နေရလဲဆိုတာကိုမရှိတော့ဘဲနဲ့ဒီကိုဒီချမှတ်ထားတဲ့ကို rules တွေကပဲကိုပြန်ရှာဖွေသွားတဲ့အရာမျိုးဖြစ်သွားတယ်ပေါ့ဒါပြောမယ်ဆိုရင်ဒါHoneyအနေနဲ့လည်းဒါကို golden rules ကိုတေချာကြီးကိုချမှတ်ထားတယ်လို့တော့မြင်တယ်အဲ့တော့အရင်လည်းကောင်းပါတယ်ဒါလူတိုင်းဟာကိုအဲ့လို device လုပ်တဲ့ပြောမယ်ဆိုရင်designer တွေမှာလည်း designer တွေရဲ့ golden rules ရှိတယ်လို့ကိုတို့နယ်ပယ်တိုင်းမှာဒီ rules တွေကရှိတယ်အဲ့တော့ကိုကဘယ်လိုလူမျိုးဖြစ်ချင်တာလဲကိုကဘာလုပ်မှာလဲအဲ့ဒီပုံမှာကိုဘယ်လိုစီးမင်းနေသတ်မှတ်ထားမလဲဆိုတာအရင်ရေးကြည့်ပါတယ်နောက်ထပ်တစ်ခုကတော့ဒီ pro ဖြစ်ချင်ပြီဆိုတဲ့လူတွေမှာကိုအနေနဲ့တော့နောက်ထပ် suggestion visit line ပေါ့နော်ပေးချင်တဲ့အရာတော့တစ်ခုပါဘာလို့လဲဆိုတော့ pro တယောက်ဖြစ်ချင်ပြီဆိုရင်wrong or right ပေါ့နော်မှားတာမှန်တာတွေကိုအဖြေလိုက်ရှာနေမယ်အစားအဲ့ဒီအမှားပဲဖြစ်ဖြစ်အမှန်ပဲဖြစ်ဖြစ်ဒီအကြောင်းအရာကိုအခြေခံပြီးတော့စဉ်းစားစေချင်တာပေါ့နော်ပြီးသွားရင် solution ကိုရှာစေချင်တာအဓိကအမှားကြီးကိုထိုင်ပြောပြီးတော့ solution မရှာဘဲနေရင်လည်းဒါဟာ pro တယောက်ဖြစ်မလာနိုင်ဘူးအဲ့လိုဖြစ်တဲ့အတွက် pro ဖြစ်ချင်ပြီဆိုရင်တော့ဒါ solution ရှာဖို့ကိုအများအား mindset ကတွေးနေရမယ် okay ဒီ project ကမှားသွားတာလားဘာမှားပါသွားတာလဲဒါမှမဟုတ်ဒီ project ကပိုကောင်းသွားတာလားဘာလို့ကောင်းတာလဲနောက်ကိုဒီထက်ကောင်းအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ solution ကရှာနေတယ်အဲ့တော့ဒါ pro ဖြစ်ချင်တဲ့လူတိုင်းဟာဒီချက်တွေကို rules တွေသတ်မှတ်ဖို့လိုအပ်မယ်အများအား solution အသစ်တွေရှာနေဖို့လိုအပ်ပါလိမ့်မယ်